ကျွန်တော်မိတ်ဆွေများမင်္ဂလာပါဖုန်းပြရှင်မှာကျေးဇူးပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်မိတ်ဆွေတွေဆိုတာထက်ကျွန်တော်တို့ဇီဒီလောက်တဲ့လူထက်ဇီဒီကိုဝယ်ယူပူဇော်တဲ့သူတွေအတွက်ပေါ့နော် knowledge sharing ပေါ့ knowledge sharing လေးကျွန်တော်တခုပြချင်တာပါဗျကျွန်တော်ပြချင်တာကတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့6ပေဇီဒီဖြစ်ဖြစ်9000ဇီဒီပဲဖြစ်ဖြစ်ပေါ့နော်ဇီဒီဘလောက်ပဲကြီးဘလောက်ပဲတိတိပေါ့အဒီကတော့ပြချင်တဲ့ပုံစံတော့ကျွန်တော်တို့ရွှေတကုံအချိုးကတော့ဗျာရွှေတကုံအချိုးကတော့ကျွန်တော်စာအုပ်ထဲကကျွန်တော်တို့ဘီသူကကျန်းရှိတယ်ပေါ့နော်ဘီသူကကျန်းတွေကဒီဇိုင်းကိုအမိညမ်းပြီးဆွဲလို့ရတယ်ပေါ့နော်အဲ့တော့ဆွဲလို့ရတဲ့နေရာမှာကျွန်တော်တို့စတီးစေတီတွေဖြစ်တဲ့အတွက်ကျွန်တော်တို့သုံးတဲ့ပုံစံပေါ့နော်အချိုးစေတီတွေမှာဆိုရင်ဒီလိုမျိုးကိုတညီတဲ့ပေါ့နော်တညီတဲ့အဆင့်လေးချိုးတာရှိတယ်ပေါ့နော်ဒါကျွန်တော်ဘသူ့မှာပုတ်ခတ်စော်ကားခြင်းမဟုတ်ဘူးပေါ့နော်ကျွန်တော်အဓိကတော့ကျွန်တော်ဝယ်ယူတဲ့သူတွေအတွက်အမြင်လေးနည်းနည်းကျယ်ဝိုင်းကိုရပါပြီပေါ့နော်ကျွန်တော်ဒါလေးပဲknowledge sharing လုပ်ပေးချင်တာပေါ့နော်အဓိကတော့ကျွန်တော်တို့ပစ္စည်းရန်ဒါပစ္စည်းရန်ပဲပြောမယ်ပေါ့နော်ကျွန်တော်မပြောသေးပါဘူးပစ္စည်းရန်မှာဆိုရင်ကျွန်တော်တို့အချိုးတွေကပေါ့နော်ကျွန်တော်တို့ရွှေတကုံချိုးတဲ့ခွန်နှန်းကျိုးကဒီလိုဒီအချွန်9ခုပါမယ်ပေါ့နော်အချွန်9ခုပါမယ်ဒီပေါ်မှာဆိုလဲကျွန်တော်တို့အဆင့်နေရာကိုပုံစံမျိုးမျိုးလောက်ကြတယ်ပေါ့နော်အဲ့လိုမှဒါဆိုရင်ကျွန်တော်တို့အချိုးကရိုးတယ်ပေါ့နော်ရိုးရှင်းရှင်းလေးဒီဘက်လိုမျိုးဆိုလဲကျွန်တော်တို့ဒါကျွန်တော်ဆက်အချိုးတွေကိုမှတော့အကွေးကောက်အလုံးတွေပါတယ်ပေါ့နော်ဒီတက်လှအောင်လဲလုံးလို့ရတယ်ပေါ့နော်ဒါကျွန်တော်အကျန်းမြင်းလေးဆွဲပြီးသားလေးရှိတာပဲရှင်ပြပေးတာပေါ့အဲ့တော့ဒီလိုမျိုးအချိုးနဲ့ဒီလိုမျိုးဆက်အတွန့်တွေအလုံးတွေပါတဲ့အချိုးနဲ့ဒီလိုမျိုးအချိုးနဲ့ကျွန်တော်တို့ရွှေတကုံပုံစံပြင်မဲ့လုံးရတာချင်းလည်းမတူဘူးခင်ဗျအဲ့တော့လုံးရတာချင်းမတူသလိုဈေးတန်းလည်းကွာကောင်းကွာနိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဇိုင်းနဲ့ဒီဇိုင်းလောက်တဲ့ဆိုင်ပေါ်မူတည်ပြီးတော့ဈေးတန်းကွာတတ်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာတော့လက်ချက်ကမတူနိုင်ပေါ့နော်ဒီဟာဆိုနည်းနည်းပိုလက်ဝင်တယ်ပေါ့နော်ဒီဟာဆိုတာရိုးရှင်းတယ်ပေါ့ဗျာနော်ကျွန်တော်တို့ဒါကျွန်တော်မိတ်ဆွေတို့သိအောင်လို့ကျွန်တော်ပြောပြတာဗျပြီးတော့ frame ပေါ့နော်အဓိက frame ပဲအဓိက frame မှာလဲကျွန်တော်တို့ဇေဒီကြီးပဲဖြစ်ဇေဒီသေးပဲဖြစ်ကျွန်တော်တို့ဒီလိုမျိုးအပြားခံခွေတာနဲ့ဒီလိုမျိုးအပြားခံခွေတာနဲ့ဒီလိုပိုက်တန်းခွေတာနဲ့လဲမတူဘူးပေါ့နော်ဟုတ်ဒါကတော့ကျွန်တော်တို့ဧည့်သည်တွေသုံးတဲ့ပုံမူတည်ပြီးတော့ပြောင်းနိုင်တယ်ပေါ့နော်ကျွန်တော်တို့frame ကဒါဆိုပိုက်တန်းနဲ့ခွေတာပေါ့နော်ပိုက်တန်းတန်းပြီးခွေတာကကုန်ကြစိတ်ပူနိုင်တယ်ပေါ့နော်ကျွန်တော်အမြင်ပြောရရင်ပေါ့ကုန်ကြစိတ်ပူနိုင်တယ်အချို့ကြောင့်လည်းဒီလိုအများတန်းအပြားခံပြီးတော့ခွေတာပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့အဟအပြုကြတော့အတွင်းထဲကြည့်မမြင်ရတော့ဘူးပေါ့ဗျာဒီလိုစတိပြခံတဲ့ခါကြတော့ဗျာဒါပေမဲ့ခွေကြတာပေါ့နော်ပုံစံမျိုးမျိုးနဲ့ခွေကြတော့အဲ့တော့6ပေ9000ဆိုပါစို့ပေါ့နော်ညံတော့တစ်ခုခုပေါ့ဇေဒီတော့တူပေမဲ့ခွေတာချင်းမတူတဲ့ခါကြတော့ကုန်ကြစိတ်တွေကလည်းကွာနိုင်တယ်ပေါ့နော်အချို့ကြတော့လည်းချို့ကြောင့်လည်းဆိုင်ရဈေးတက်တာလိုက်တာချို့ကြောင့်လည်းဆိုင်ရဈေးကြီးလိုက်တာအဲ့ဒါတွေဖြစ်မှာဆိုလို့ပေါ့နော်ဟုတ်ကျွန်တော်ဒီဈေးဒီပူဇော်တဲ့ကျွန်တော်မိတ်ဆွေတွေအတွက်လည်းနည်းနည်းလေးအမြင်လေးကျယ်သွားအောင်ပေါ့နော်အချို့ကြောင့်လည်းမသိဘူးပေါ့ဗျာနော်ဒီလိုအချိုးတွေအဖြောင်းနေပဲချိုးတဲ့လူလည်းရှိတယ်ပေါ့နော်ဒီလိုမျိုးအကွင့်အကောက်တွေချိုးတဲ့လူလည်းရှိတယ်ပေါ့နော်ဒါကတော့သူ့ဈေးနဲ့သူပေါ့နော်သူ့ဈေးနဲ့သူရှိမယ်ကျန်တဲ့ frame ထူပါတော့ဒါကိုမျက်စိရှေ့တင်ပေါ့မြင်ရတဲ့အပိုင်းပေါ့ဒါတွေကတော့ဧည့်သည်ကိုချပြမှသိမဲ့အပိုင်းပေါ့နော်ဒါစတီးဇီရီသမားချပြမှသိမဲ့အပိုင်းတွေကိုကျွန်တော်ကsharing လုပ်ပေးခြင်းဖြစ်ပါတယ်